ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံရဲ့အဓိပတိသမ္မတကြီးမင်းအောင်လှိုင်အခက်တွေ့နေတဲ့သတင်းတွေတောက်လျှောက်ကိုတက်လာနေပြီးတော့ဒါစစ်ကောင်စီအားပေးသို့မဟုတ်ဒါစစ်ကောင်စီခြေဆိုင်မီဒီယာတချို့သူတစ်ပြတ်တော့အားပေးဆိုတဲ့နေရာမှာကျော်မျိုးမင်းတို့ကျော်စိုးဦးတို့မပူတူတို့လို့ဟလာဒီတော့ကတော့ဇော်ဘုံကြီးတို့ရှိတာပေါ့နော်လေမျိုးသတင်းအခြေခံလူမျိုးလေးတွေပေါ့လေပြီးတော့ကျတော့နေပြီးတော့စီးသတင်းရင်းမြစ်ဒီလိုရာမျိုးတွေကဘာကိုအတားပြီးဖော်ပြနေကြလေဆိုရင်သမရကြီးမင်းအောင်လှိုင်ဒါရုရှားနိုင်ငံကိုသွားတဲ့ကမှာသူတက်အခက်ခဲကတော့ဘာသာရေးဖြစ်တယ်လို့ဆိုရပြနော်မင်းအောင်လှိုင်ဟာအနော်ထားမင်းလို့ပဲပေါ့နော်ဒါကျွန်တော်ရဲ့မြန်မာနိုင်ငံရဲ့ဗုဒ္ဓဘာသာကိုကျေပြန့်စီခြင်းတယ်လို့သိရပါတယ်ဒါကြောင့်မလို့တရုတ်နိုင်ငံကိုသွားတဲ့အခါတိုင်းမှာเนาะကျွန်တော်တို့ဖျားစီဒီနဲ့ပတ်သက်တဲ့เนาะကျွန်တော်တို့ပျက်စီးမှန်သမျှတည်ယူတတ်တယ်လို့ဆိုရပြဆိုတော့ရုရှားမှာကမွတ်စလင်နဲ့เนาะခရစ်ယာန်ကတော်တော်လေးကိုဒါကြီးစိုးတယ်ပေါ့เนาะဒီပြတော့ခရစ်ယာန်များတယ်အခုချိန်မှာတော့မွတ်စလင်တဖြည်းဖြည်းနဲ့များလာတယ်ပေါ့เนาะကြီးစိုးလာတယ်ပေါ့လေဆိုတော့ဖန်ဆင်းရှင်ကအဝါဒနဲ့မဖန်ဆင်းရှင်ဝါဒကဒါမင်းအောင်လှိုင်တို့နဲ့ပူတင်ကြားမှာကွာဟမှုကြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့ဘက်မှာလည်းမင်းအောင်လှိုင်ကိုနော်ဘာသာပြောင်းမှုအထီတောင်နော်ဆွဲနေတဲ့ကိစ္စလေးရှိနေဆိုတဲ့အနေအထားမျိုးတွေပါနော်ပေါက်ချလာတယ်ပေါ့နော်ဆိုတော့မင်းအောင်လှိုင်ကတော့အဲ့ဒီအရာမှာတော်တော်လေးကိုဒါအခက်တွေ့နေတာဖြစ်ပြီးတော့เนาะသူကတော့တာရနာဘာသာကိုเนาะပြန်ပွားအောင်เนาะဒါကြောင့်မလို့ဒါဆင်အနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဆိုရင်သူဆရာတော်ဖျားကြီးကိုပါရုရှားနိုင်ငံကိုခဏခေါ်ပြီးတော့တာရနာပြုတဲ့နေရာမှာเนาะရုရှားနိုင်ငံမှာဒါကျွန်တော်တို့ဖျားเจ้าဆောင်တွေเนาะစေတီပထိုးတွေထုံးကားဖို့အတွက်เนาะနောက်နှစ်ပေါင်းရာချီမှာเนาะဒါလူငယ်လူရွယ်လေးတွေစာမှာเนาะကျွန်တော်တို့သမိုင်းမှာပါလာတဲ့အခါမှာเนาะရုရှားနိုင်ငံကိုเนาะဗုဒ္ဓဘာသာမျိုးဆက်เนาะပြန်ပွားအောင်ကျဲပေးတဲ့သူကเนาะကျွန်တော်တို့ရဲ့အထက်ပတိကောင်းဆောင်ဒါဗိုလ်ချုပ်ကြီးเนาะဗိုလ်ချုပ်မူကြီးဟောင်းဗိုလ်ချုပ်မူကြီးသမရကြီးဝန်ကြီးချုပ်เนาะမင်းအောင်လှိုင်ဖြစ်ကြောင်းเนาะစာမှာထင်းဖို့အတွက်ပေါ့လေဒါပါသွားတော့မှာပဲဖြစ်ပါတယ်ဒါတွေအတွက်မင်းအောင်လှိုင်ကစူးစမ်းခဲ့ပေမဲ့ဟိုဘက်ကနေเนาะဟိုဘက်ကလည်းဘာသာဆွဲတဲ့အခါမှာကြောက်ကစားလေးတွေဖြစ်ပြီးတော့เนาะဒါသဘောထားကွဲလွဲမှုလေးတွေရှိနေကြအောင်သတင်းတွေထွက်ပေါ်လာနေတယ်ပြီးတဲ့ကကျတော့ဒေါန်ဆန်စုကြည်ကိုလည်းဒါရုရှားနိုင်ငံရဲ့သမ္မတကြီးဖြစ်တဲ့ပူတင်ဘက်ကနေလည်းဒေါန်ဆန်စုကြည်ကိုเนาะလွှတ်ပေးဖို့အတွက်ပြောဆိုမှုတွေတောင်ဒါရှိနေကြအောင်ဒါသတင်းတွေဒါကျွန်တော်တို့ထွက်ပေါ်လာတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးနေထားမျိုးလေးတွေကျွန်တော်ရောက်လာမလဲစောင့်ကြည့်ရခုတစ်ခါမှာတော့เนาะအားလုံးလည်းသိကြပါတယ်ကြာပြီးသားလေးဖြစ်မှာပါအဲ့ဒါကတော့ဒါမင်းအောင်လှိုင်ကိုရုရှားနိုင်ငံကနေပြီးတော့စီးပွားရေးပါရဂူဘွဲ့ဒေါက်တာဘွဲ့ကိုချီးမြှင့်လိုက်တယ်ပေါ့နော်မင်းအောင်လှိုင်ကအဲ့ဒီဘွဲ့ကိုကျွန်တော်ရုရှားဘာသာစကားနဲ့ကျွန်တော်တို့တက်နေအဝေးတင်တက်နေရကြာပြီလို့သိရတယ်ပေါ့နော် online ဆုံးကနေပြီးတော့သူအဝေးတင်တက်တယ်နောက် online စနစ်နဲ့အခုချိန်မှာတော့ဒါဘယ်လိုပြောရမလဲဘွဲကိုယူနိုင်ခဲ့ပြီပေါ့နော်ဒါကိုမြန်မာနိုင်ငံကအထူးသဖြင့်တော့နေပြီးတော့မှရှိတဲ့စစ်တပ်အတိုင်းဝိုင်းကတော်တော်လေးကိုဂုဏ်ယူနေကြအကြောင်းလေးကြားသိရပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံတော်ရဲ့သမ္မတကြီးတယောက်အနေနဲ့ဗိုလ်ချုပ်မှုကြီးတယောက်အနေနဲ့ခုလိုမျိုးเนาะဒါနိုင်ငံတော်เนาะစီးပွားရေးလူမှုရေးဘာသာရေးအကုန်လုံးကိုเนาะကျွန်တော်စီမံခန့်ခွဲနေရတဲ့အချိန်မှာเนาะမလတ်တဲကြားတွေကနေပြီးတော့เนาะသမ္မတကြီးမင်းအောင်လှိုင်ရဆိုရင်တော့ပြအကြောင်းပြန်တက်ပြီးတော့เนาะကဘာပေါ်မှာထိပ်တီးနိုင်ငံတစ်ခုဖြစ်တဲ့เนาะရုရှားနိုင်ငံကနေပြီးတော့เนาะရုရှားမှာတကယ်ကိုထိပ်တီး University ကနေပြီးတော့เนาะအများသူငါရဖို့တော့မလွယ်ကူတဲ့เนาะဒီအသက်60ကျော်မှာเนาะကျွန်တော်ရဖို့တော့မလွယ်ကူတဲ့เนาะကျွန်တော်ပညာကိုစီးဖူးခဲ့တာဖြစ်ပြီးတော့เนาะဒါ economic နဲ့ပတ်သက်တဲ့ဒါเนาะဒေါက်တာဘွဲကိုမင်းအောင်လှိုင်ကရရှိလိုက်တဲ့အကြောင်းကိုလည်းကျွန်တော်တို့သိရတယ်ပေါ့เนาะဆိုတော့ဒီရပေါ်မှာတော့တချို့ကတော့ဒါဝေဖန်မှုတွေရှိတယ်เนาะသမရကြီးမင်းအောင်လှိုင်ပေါ်မှာတချို့ကတော့ဝေဖန်မှုတွေရှိတယ်ဘယ်လိုမျိုးဝေဖန်ကြလဲဆိုတော့သမရကြီးမင်းအောင်လှိုင်ကိုဘယ်လိုမျိုးဝေဖန်ကြလဲဆိုတော့မြန်မာနိုင်ငံမှာတော့အကျဲဥသလုံးကိုတော့เนาะ1000နီးပါးကအောင်လုပ်တယ်เนาะပြည်သူတွေအသက်အိုးအိမ်စီးစိမ်တွေเนาะပြတ်သုံးအောင်လုပ်တယ်ငြိမ်းချမ်းရေးပြပြအောင်လုပ်တယ်သူဖြစ်တော့เนาะစီးပွားရေးပညာရှင်ဒေါက်တာဘွဲရာကြီးကဟိုလိုမျိုးကုန်းစိမ်းနှုံးတွေတည်အောင်လုပ်တယ်ဒီလိုလုပ်တာက
နော်အခုရတဲ့ဘွဲ့နဲ့ထိုက်တန်လို့လားနော်အဝေးတင်တက်တာရောတီးချလို့လားအာနာပစံနဲ့နော်ဒီဘွဲကိုဝဲလိုက်တာမဟုတ်ဘူးလားဆိုပြီးတော့နော်ဝေဖန်တဲ့သူတွေကလည်းရှိတယ်ဗျာနော်နောက်ထပ်တင်းကတော့ဒါစိတ်မကောင်းစရာတင်းပေါ့နော်ဆိုတော့ယဟန်တွေပါအများကြီးသိဆုံးသွားတဲ့ဖြစ်ရကျွန်တော်တို့ကြားရတာဖြစ်တယ်ပေါ့လေဆိုတော့ဘယ်မှာလဲဆိုတော့မြောင်မြို့နယ်နောက်စကိုင်းတိုင်းမြောင်မြို့နယ်လက်တင်ဦးကြီးရွာကိုစကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းမှာဘုံကျဲတိုက်ခိုက်ခဲ့ရာမြို့သမီးသူဦးနဲ့မြို့သားသူဦးဘုံကြီးသူဦးဒါတည်ဆုံးခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့နော်ဟိုစစ်တိုက်ခြင်းမရှိဘဲနဲ့ဘုံကျဲတာကတော့နော်ဒါလူနေအိမ်အပြင်ကိုမှတိုက်တာတွေပျက်စီးတယ်အပြင်ကိုမှနော်ဒါကျွန်တော်တို့ဘာဖြစ်လဲဘုံကြီးเจ้าမှာပါဒါလက်နဲ့ကြီးထိမှန်ခဲ့တာဖြစ်ပြီးเนาะတည်ဆုံမှုတွေကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းကတော့ကျွန်တော်တို့ရည်ကြီးမှုတွေကိုအင်မတန်မှเนาะဒါဂယူးဆိုင်ဖို့လိုအပ်နေပြီဆိုတာကိုကျွန်တော်တို့ပြောပြခြင်းတဲ့အကြောင်းအရာပဲဖြစ်ပါတယ်เนาะလေးမျက်နှာမြို့နယ်မှာမနေ့ကလည်းဒါကျွန်တော်လူကြီးတယောက်တည်ဆုံနေပေါ့เนาะကျွန်တော်တို့အခုလည်းเนาะ AR တိုင်းလေးမျက်နှာမြို့နယ်မှာရည်ကြီးရှမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့အသက်9နှစ်ရွယ်တတိယအတန်းကျောင်းသားမောင်ကောင်းပြည့်စုံရင်းနှီးတည်ဆုံခဲ့တာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်ငတိုင်းချောင်းတနေလုံးရေနှမြုပ်ပြီးတော့ရေတက်ရိတ်ခါစေဝါများတော့အရေးပေါ်ကုညီကစင်ရလိုအပ်နေပါတယ်။အလုံးကတော့အခုချိန်မှာเนาะရက်ွက်တိုင်းမှာဘာဖြစ်လဲရေးပဲလူဆိုတော့အမည်မသိเนาะဘာ foundation မှာเนาะကျွန်တော်တို့ဒါအလူခံเนาะ Brahita Foundation မရတခုမှเนาะတတိချာဘာတခုမှမပြနိုင်ပဲနဲ့เนาะဒါလူငွေတွေတော့ကောက်ခံနေကြတယ်ဒါပေမဲ့အဲ့ဒီလူငွေတွေကเนาะဒီကောင်တွေရဲ့လက်ထက်မှာပဲပျောက်ဆုံးသွားတာကများတယ်เนาะဆိုတော့ဒီလောက်နိုင်ငံလုံးလှူနေရတော့အခုချိန်မှာเนาะလေးမျက်နှာမျိုးနေမှာရည်ကြီးရှမ်းမှုတွေဆက်လက်ဖြစ်ပွားနေရဖြစ်ပြီးရေကြီးမျိုးနေမှာเนาะငါတိုင်းချောင်းမျိုးအဝင်းကိုတောင်ငဲတိုက်ရွာထိတ်နော်မိုးဆိုးအိုင်ကုန်းတရာနဲ့ပတိန်မုံရွာလမ်းတို့မှာရေကြောဖြက်စီးနေပြီးရေစီးအားမှလေအင်မတန်မှပြင်းထန်ကြောင်းသိရတယ်ပေါ့နော်အခုချိန်မှာဆိုလူတွေလေဒီစပြူလာပြီးတဲ့ကကြတော့နော်ဒါဘယ်လိုကေစီရီလဲစီဝါရီလဲအစားတောက်တွေလည်းမလုံလောက်တော့ဘူးပေါ့နော်ဆိုတော့ယမန်နေ့ August လနော်19ရက်နေ့ရရှိထားတဲ့ဒေတာခန့်များရဲ့အချက်လက်ရတဲ့ရေကြီးမြို့နယ်နဲ့ငတိုင်းချောင်းမြို့နယ်အနီးမှာရှိတဲ့ရွှေချောင်းကုန်းခိုးထောင်ငှက်တိုက်ကြားမူဆူအိုင်အတွင်းမိတ်ထီလာနဲ့အပြင်မိတ်ထီလာတရားများမှာရေမြင့်တက်လာတာကြောင့်စိုက်ကဲကားငယ်များနဲ့ထွေလာကြီးများဖြစ်တန်းသွားလာရင်မရတော့ကြောင်းရွှေချောင်းကုန်းတရားမှာလေဒါဝန်တင်ကားကြီးများဖြတ်တန်းခွင့်ကန့်သတ်ထားကြောင်းကဲဆေးသမားများထံမှကျွန်တော်သိရတယ်ပေါ့နော်ဒါကြောင့်တော်တော်လေးကိုစိုးရင်ရတဲ့အခြေအနေပါနော်လူသေဆုံးမှုတွေကလည်းတည်းများလာပြီးမိဘပြည်သူများအနေနဲ့လည်းအတော်လာစင်ကြင်မရမယ်ကဲဆေးလုပ်တဲ့သူတွေအနေနဲ့လည်းလက်လို့စပယ်နော်ဒါကျွန်တော်တို့အကြောင်းအရာတွေကိုနော်ရေတက်နိုင်မှုကြနိုင်မှုနော်မိုးလို့သားနော်တရင်ဌာနတွေရဲ့ကြီးညာချက်တည်ကြကိုတည်ကြစုံစမ်းပြီးမှသွားလာတင်မှာကြောင်းလေကျွန်တော်အနေနဲ့ရေပေါ်အတီးပြပြစီဗျာ